တရေသားစီးတွေသုံးပြီးတော့မျက်နှာမှာတင်းတိတ်အမဲဆက်တွေကဘာလို့ဖြစ်လာတာလဲဘလို့တက်တောင်လုပ်ကြမလဲတားစီးတွေမှာပါတဲ့ estrogen progesterone လိုမျိုးဟော်မုန်းတွေဟာဆိုရင်အမဲအောင်ချေထုတ်ပြီးရဲ့ဆဲလေးတွေကိုလှုံ့ဆော်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တင်းတိတ်လိုမျိုးအမဲကွက်လေးတွေဟာဆိုရင်ပမုတ်နာရီဂျောလိုင်းနေရာတွေပြီးတော့နှကန်းအပေါ်နာရီနှစ်ဖူးလိုနေရာမျိုးတွေမှာတင်းတိတ်လေးတွေဖြစ်လာတတ်ပါတယ်အထူးသဖြင့်အသားညိုတဲ့သူတွေမျိုးရိုးရှိတဲ့သူတွေနေအောင်ကြီးနဲ့ထိတွေ့ရများတဲ့သူတွေ product အပြင်းတွေသုံးတဲ့သူတွေမှာဆိုရင်ပိုပြီးတော့ဖြစ်နိုင်ပါတယ်။တားဆီးတွေထဲမှာဆိုရင်တော့ estrogen progesterone နှစ်မျိုးလုံးပါတယ်တောက်ဆီးလေးတွေအားဆိုရင်တင်းတိတ်ပိုပြီးတော့ဖြစ်နိုင်ခြေ risk များပြီးတော့လက်မောင်းထဲကိုမြုပ်တဲ့တားဆီးတွေတပိုထိုးဆီးတွေကတော့ဒုတိယအနေနဲ့လိုက်ပါတယ်။တအိမ်တွင်းထဲကိုထည့်ရတဲ့ဟော်မုန်းပါတဲ့ IUD လေးတွေက risk ပိုနေပြီးတော့ဟော်မုန်းလုံးဝမပါတဲ့ copper IUD လေးတွေကဆိုရင်တော့ risk လုံးဝမရှိပါဘူး။တချို့တော့တင်းတိတ်အကွက်လေးရာဆိုရင်တော့ဒီဟော်မုန်းတွေကိုရလိုက်တဲ့အခါမှာဆိုရင်ပြန်ပြီးတော့ပျောက်သွားနိုင်ပါတယ်။ဒါပေမဲ့တချို့အကွက်လေးတွေကမပျောက်ဘဲနဲ့ကြံနေရမျိုးလည်းဖြစ်နိုင်ပါတယ်။တရေတားစီးအကြောင်းမလို့ဒီလိုတင်းတိတ်အကွက်လေးတွေမဖြစ်အောင်ဘယ်လိုကြိုပြီးတော့ကာကွယ်မလဲဆိုရင်ကတော့နံပါတ်1ကတော့ SPF 50+ ပါတဲ့ sun cream လေးတွေကိုနေ့တိုင်းသုံးပေးပါ။နာဆန်နမိုင်းနဲ့ vitamin C တို့ကိုသုံးပေးလို့ရပါတယ်။တားစီးရည်ထဲမှာဆိုရင် estrogen progesterone နှစ်မျိုးအရောပါတဲ့ method တွေတက်ဆိုင် progesterone only ပါတဲ့ method တွေရွေးလို့ရပါတယ်။ဒါမှမဟုတ်ရင်တော့ hormone လုံးဝမပါတဲ့ method တွေကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ရွေးပေးလို့ရပါတယ်။တင်းတိတ်တွေဖြစ်သွားပြီဆိုရင်တော့ SLA acid, niacinamide, kojic acid တွေသုံးပေးလို့ရပါတယ်။နောက်ပြီးတော့ဆရာဝန်ညွှန်ကြားချက်နဲ့ hydroquinone လိုမျိုးဆေးမျိုးတွေသုံးပေးလို့ရတဲ့အပြင်ဆေးကန်းတွေမှာဆိုရင်တော့ laser, chemical peel state, skin booster treatment တွေနဲ့ကုသမှုခံယူလို့ရပါတယ်။ကြားသိချင်တာလေးရှင်လည်းမေးတော့ပေးပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်တတား။